ကညနာ license နဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံမှာရှိတဲ့လူတွေပေါ့လေပြောတာပေါ့အခုလည်းထိုင်းနိုင်ငံမှာသက်တမ်းတိုးမှာလားတဲ့မြန်မာနိုင်ငံကကိစ္စပေါ့လေမြန်မာနိုင်ငံကညနာဘယ်လိုလုပ်ထိုင်းနိုင်ငံမှာတိုးမှာတော့အဲ့တော့ပြောချင်တာကထိုင်းနိုင်ငံမှာလုပ်တာမဟုတ်ပါဘူးเนาะကျွန်တော်တို့ဒီကညနာသက်တမ်းကုန်တဲ့ဟာကိုကျွန်တော်စီကိုပို့လာပေးလို့ရှိရင်ကျွန်တော်ကနေမြန်မာနိုင်ငံပြန်ပို့ပြီးတော့ကျွန်တော်အဲ့လိုလုပ်ပေးတာပါနောက်တစ်ခုကဘာလဲဆိုတော့ဒီစင်ကာပူတို့မလေးတို့ရောက်နေတဲ့လူတွေကလည်းပြောတယ်ကျွန်တော်တို့တက်တက်ကုန်နေပြီတိုးလို့ရမလားပေါ့နော်ဆိုတော့တိုးလို့ရပါတယ်ထိုင်းနိုင်ငံမှာရှိတယ်ကျွန်တော်တို့လိပ်စာအတိုင်းပို့ပေးလိုက်ပါခဏကျွန်တော်ပြောသလိုပဲကြာချိန်ကတော့2ပတ်ကြာပါတယ်ပြီးတာနဲ့အကိုတို့အမားတို့ဒီထိုင်းနိုင်ငံမှာဖြစ်ဖြစ်မလေးမှာပဲဖြစ်ဖြစ်စင်ကာပူမှာဖြစ်ဖြစ်အဲ့လိပ်စာအတိုင်းဒီကနေပြီးတော့ကျွန်တော်ပြန်ပို့ပေးပါတယ်နော်အဲ့တော့ထိုင်းနိုင်ငံတခုတည်းမဟုတ်ပါဘူးမလေးမှာရှိလဲရတယ်စင်ကာပူမှာရှိလဲရတယ်ကိုယ့်ရဲ့ကညနာကက်လေးတက်တန်းတူနေတက်တန်းကုန်နေပြီဆိုရင်ကျွန်တော်လည်းဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်